လွန်လေပြီးသောအခါကဝေဒေဟတိုင်မိထီလာပြီးမှတိရိဝဒနာအမည်ရှိတဲ့တထေးတီတူရှိခဲ့ဘူးတဲ့ဇနီးဒီကတော့ပညာရှိတီလာရှိတဲ့သူမနဒေဝီပဲဖြစ်ပါတယ်တထေးကြီးနဲ့တထေးကတော်တို့ဟာဖလားအလောင်းလျာကိုဝင်ဆောင်ခဲ့ကြပြီးမိဘွားချိန်ရောက်တော့အံဖွဲဖြစ်တစ်ခုဖြစ်ပေါ်လာပါတော့တယ်တိရိဝဒနာတထေးကတော်သူမနဒေဝီဟာမိဘွားဝေဒနာခံစားနေရချိန်မှာဖျားလောင်းလျာဟာလက်ထဲမှာတကိုးရှိရဲ့ဆေးတံနတ်ဆေးတံတစ်ခုကိုစုပ်ကိုင်လျက်ဖွားမြင်တော်မူလာခဲ့ပါတယ်လက်ထဲမှာဆေးတံပါလာယုံတာမကထိုကလေးငယ်လေးဟာမွေးကင်းစားအရွယ်မှာပဲစကားပြောနိုင်ခဲ့ပါတယ်မိခင်ခေတ်သူမနဒေဝီဟာအန်အောဝမ်းသာခြင်းများစွာနဲ့ကလေးငယ်ပေးတဲ့ဆေးကိုယူ၍သုံးဆွဲလိုက်တဲ့အခါမိဘွားဝေဒနာများချက်ချင်းဆိုသလိုငိမ့်အေးကြောက်ခင်းသွားခဲ့ပါတယ်ထိုဆေးဟာမိခင်ကိုတာမကအိမ်နီးနားချင်းနဲ့ဝေဒနာခံစားနေရသူများအားလုံးကိုကုသပေးနိုင်တဲ့အစွမ်းထက်တဲ့ဆေးပဲဖြစ်ပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူတထေးကြီးတိရိဝဒနာကကြီးမြတ်သောဆေးမဟာဩတတကိုကင်ဆောင်ဖွားမြင်လာသူဖြစ်လို့မဟောတတာလို့အမည်ပေးခဲ့ပါတဲ့